ပေါင်းမင်္ဂလာပါရှင်ဒီနေ့မှာတော့ယောက်ျားလေးစပိန်နဲ့မိန်းကလေးစပိန်ကိုလဲလို့ရတဲ့ tutorial လေးကိုလာမျှဝေပေးရပါကဲအရင်ဆုံးဒီအင်တဲ့ဝင်ပါမယ်ဟုတ်မကဲပေါ့နော်ပြောရရင်တော့ပြင်တီအရှင်ဆိုရလေးကိုနှိပ်လိုက်ပါပြီးရင်တော့ဒီ hair ဆိုတော့ပေါ့နော် glass ပေးရတာလေးကိုထည့်လိုက်ပါပြီးဒီပုံမြထိုးထားတဲ့ဟာလေးကိုနှိပ်လိုက်ပါအဲ့ဆိုကျလို့လေးဖြစ်သွားပါပြီဆိုင်ငယ်အုပ်ထုတ်လို့ပေါ့နော်ပြီးရင်တော့သူတို့ရဲ့ဒီနောက်သွားပါပြီးရင်သူ့ရဲ့ပေါ့နော်ဒီ character ကိုနှိပ်ပြဒီ have acce ကိုနှိပ်လိုက်ပါပြီးရင်သူ့ကအပေါ် login ကိုနှိပ်ပြတာကိုအများကြီးနှိပ်ပလိုက်ပါအဲ့ဆိုတော့တော်တော်လေးဖြစ်သွားပါပြီရပြီဆိုရင်တော့သူ့ကိုထားလိုက်ပါပြီးရင်ဒီမီနိုရဲကဘွားရုံပြောင်းလိုက်ပါဘွားရင်ပြောင်းပြီးပြီဆိုသူတို့ချိလိုက်ပါပြီးရင်ဒီပေါ့နော်နောက်ဆုံးဟာလေးပြောင်းလိုက်ပါအကောင်ပေါ့နော်သူ့ကိုချိမှဆိုလို့စကားပြောပြီးတော့သူ့ကိုချိလိုက်ပဲသူကဒီလိုဖြစ်သွားမယ်အဲ့ဆိုလို့ရှိရင်ဒီမှာပေါ့သွားမယ်အင်ဂျီရှင်းနေရသွားမယ်အင်ဂျီမရှိဘူးဆိုလို့ရှိရင်သူရဲ့ပေါ့နော်ဒီမီနူးရဲ့ဝင်ဒီ pro ထဲဝင်ပြီးတော့ဒါထဲကိုဝင်ပါမယ်ပြီးရင်ဒီအောက်က chain close error ဆိုတဲ့အားလေးကိုမလေးနေလာပါမယ်ပြီးရင်တရားလင်းပြီးတော့ဒီ space ကိုအရင်ပြောင်းရမယ်ပေါ့နော် space ကိုမပြောင်းရင်တော့မရပါဘူးပြီးရင်တော့ဒီ အင်ဂျီလေးကိုကြည့်တဲ့ဒီ uniform A ကိုအရင်ပြောင်းပေးရမှာမယ်အဲ့အမှရပါမှာမဟုတ်ရင်တော့မရပါဘူးရှင်ဒီလိုလေးပါဒီမှာအရင်စပင်းရပြောင်းမယ်ဆိုရင်တော့ hair color ဆိုတဲ့ဟာကိုနှိပ်လိုက်ပါပြီးရင်ကိုကြိုက်တဲ့ရောင်လေးပြောင်းလို့ရပါတယ်ခင်းအောင်ဆိုချင်တဲ့ပုံလေးလေးမအောင်ဆိုကြည့်လို့ဝါရောင်လေးပြောင်းလိုက်မယ်ပြီးရင်တော့သူ့ကို party dress ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်အဲ့ဒါဒီလိုပုံလေးဖြစ်သွားပြီရမ်းမိုက်တယ်ဟောနော်ဒီဟာလေးကိုဆက်လုပ်ကြည့်ဖို့ပြောချင်ပါတယ်အဝန်ကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံလေးတွေကိုကြည့်ကြည့်ရင်တော့ like subscribe လုပ်ပေးကြပါဦးနော်။အားလုံးပဲနောက်ပြန်တွေ့မယ်။